ကျောက်ဒရမြို့နယ်အတွင်းဖွင့်လှစ်ထားတဲ့ Pacific Money Changer မှာအမေရိကန်ဒေါ်လာ9000လိမ်လည်သွားတဲ့ဂျော်ဂျီယာနိုင်ငံသား2ဦးကိုနိုင်ပိုင်းအတွင်းဖမ်းမိခဲ့တယ်လို့ကျောက်ဒရမြို့နယ်ရဲစခန်းမှာစကန်မှုတိုးမြင့်ရဲ့ပြပြချက်ရသိရပါဗျ။အဲဒီနိုင်ငံသား2ဦးဟာဧပြီလ20ရက်ညနေ3:50က Pacific Money Changer ကိုလာရောက်ပြီးအမေရိကန်ဒေါ်လာ9000ပို့ဝယ်ဖို့ပြောဆိုကဆိုင်ရှင်မှာဒေါ်လာကိုမြန်မာငွေ1350ကျပ်ပြန်လည်ရောင်းချဖို့သဘောတူခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်မှာဂျော်ဂျီယာနိုင်ငံသား2ဦးမှအသင်ပါလာတဲ့အနီဇက်ပါကြွကြွ3အိတ်ထဲကိုဒေါ်လာ3000စီခွဲထည့်ပြီးလက်ကင်တက်တာတွေကိုထည့်ကမန်နီချန်ချာကောင်းတာဘောကိုပြန်လဲတင်ဆောင်ပြီးလက်ကင်တက်တာထားခဲ့ကမြန်မာငွေကျပ်ပြန်လဲယူဆောင်မိဟုဆိုကထွက်သွားခဲ့လို့သိရပါတယ်။အဲဒီလိုထွက်သွားပြီးနောက်မှာလက်ကင်တက်တာကိုလာရောက်ယူဆောင်ခြင်းမရှိတော့တာကြောင့်တက်တာကိုဖွင့်ကြည့်ရမှာစိုင်းမဝယ်ယူထားတဲ့ဒေါ်လာငွေတအုပ်စီမှာရှေ့နောက်ဒေါ်လာ100တန်တရွက်စီနဲ့အထက်မှာဒေါ်လာတန်ငွေတွေသာတွေ့ရှိတော့တာကြောင့်ဒေါ်လာ9000လိမ်လည်သွားသူဂျော်ဂျီယာနိုင်ငံသား2ဦးကိုအရေးယူဖို့ Pacific Money Changer ဆိုင်ပိုင်ရှင်ကကျောက်ဒရာရဲစခန်းကိုတိုင်တန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲဒီလိုလိမ်လည်မှုဖြစ်စဉ်ကြောင့်ကျောက်ဒရာမြို့နယ်ရဲစခန်းမှာစုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီး CCTV မှတ်တမ်းတပ်ပုံတွေမှာတဆင့်ကဘာလက်ခီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပူးပေါင်းရှာဖွေခဲ့တာဖြစ်ပြီးတရားခံတွေကိုတပ်သေးခံပစ္စည်းတွေနဲ့ရန်ကုန်ပြည်ပြည်ဆိုင်ရာလေးစိတ်မှာဖမ်းဆီးခဲ့တာဖြစ်တယ်လို့ကျောက်ဒရာမြို့နယ်ရဲစခန်းမှာစခန်းမှုတိုးမြင့်ကပြောပါတယ်။မန္တလေးချိန်ကနိုင်ငံသား2ယောက်ကသူကလာပြီးတော့ငွေလဲလုပ်မယ်ဆိုပြီးတော့သူစီကငွေထုတ်ပေးတာမဟုတ်ဘဲနဲ့ဟိုဘက်ကငွေတွေရေတွက်တယ်လို့ပါလေလုပ်ပြီးသူအိတ်ကိုအစားထိုးထားခဲ့ပြီးတော့သူငွေကိုသူကလိမ်ပြီးယူသွားတာပေါ့။အဲဖြစ်စရာတော့အဲ့လောက်ပါဘူး။ရေးမှုပိုင်းကျတော့သူသွားတတ်တဲ့နေရာတွေပါပိတ်ဆို့ပြီးတော့ဆက်သွယ်စုံစမ်းပြီးတော့နောက်လေစိတ်တွေပါလမ်းအကူကြီးတောင်းပြီးတော့လေစိတ်အဝင်ဒီပုံတွေကိုလမ်းပို့တာပေါ့ဒီပုံတွေဓာတ်ပုံတွေပါပို့ပြီးတော့အဲ့ဒီသူနဲ့တူတဲ့လူတွေမတင်ကားတဲ့လူခေါ်စစ်ရနေပြီးတော့ဒီလူတွေကိုဖမ်းမိတာပေါ့အဲဒီလိုဖမ်းဆီးမိတဲ့နိုင်ငံသား2ဦးဟာအသေးစိတ်စစ်ဆေးရာဂျော်ဂျီယာနိုင်ငံသားများဖြစ်ကြပြီးကမ္ဘာလက်ခီးသွားဗီဇာကင်ဆောင်ထားသူတွေဖြစ်တယ်လို့လည်းသိရပါဗျ။သူတို့ဟာမြန်မာနိုင်ငံအတွင်းမှာ10ရက်4လ2019ရက်နေ့မှ6ရက်5လ2019ရက်နေ့အထိနေထိုင်ခွင့်ရရှိထားသူများဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့လို့သိရပါဗျ။အဲဒီနိုင်ငံသား2ဦးကိုလည်းကျောက်ဒရာမြို့နယ်ရဲစခန်းမှာပ150မြင်းဆောင်2019ရာဇသကြီးပုံမှန်420နဲ့အမှုဖွင့်အရေးယူထားပြီးမေလ4ရက်နေ့မှာကျောက်ဒရာမြို့နယ်တရားရုံးမှာရုံးထုတ်စစ်ဆေးသွားမှာဖြစ်တယ်လို့သိရပါဗျ။